the headlights, but I've got nowhere to run. Feels like I've been trying to find something, or am I looking for someone? Staring at the sky, looking for a sign. နေစိတ်ကနေသွားတဲ့အခါရွေးရဝတ်ဆောင်တွေရောင်းနေနေရစီကိုသူတို့အရင်ပို့ပေးပါတယ်။အဲ့ဒီမှာရွေးရဝတ်ဆောင်တွေဝတ်ပြီးတော့တခြားနေရာတွေကိုလည်းဆက်လေလို့ရအောင်လို့ပါ။ဒါပေမဲ့ဝေကတော့မဝဲခဲ့ပါဘူး။ဘာလို့လဲဆိုတော့အင်းလေးမှာရှိတဲ့ရွေးရအထည်ဆိုင်တွေကမြေပြန့်ထက်ဈေးနှစ်ဆလောက်ကွာတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ပါ။ အခုရှောင်းနေနေရတော့ငါဖက်ကြောင်လို့ခေါ်ပါတယ်။ဘာလို့လဲဆိုတော့လှေကငါဖက်ပါလို့ပါ။ဒါပေမဲ့ငလျင်တန်ကြောင်ဒီလှေကငါဖက်ကလည်းမစုံတော့ပါဘူး။ဒေသခံတွေကတော့ဒီကြောင်ကိုကြောင်ခုံကြောင်လို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့ကြောင်လေးခုံပြီးသွားလို့ပေါ့နော်။ဒါပေမဲ့အခုတော့ကြောင်ကလည်းမခုံတော့ဘူးလို့ပြောပါတယ်။ဒီဖုန်ကြီးကျောင်းကမန္တလေးမတဲခင်ကလေးကရှိနေတဲ့ဖုန်ကြီးကျောင်းပေါ့နော်။ဒါကြောင့်မလို့တက်တော်တော်လေးကြာနေပါပြီရှင်။အခုရောက်နေနေရကြတော့ပလောင်လူမျိုးတွေရှိတဲ့နေရာကိုရောက်နေရပါခီးသွားတော်တော်များများလည်းဒီပလောင်လူမျိုးတွေနဲ့တက်ပုံလာရိုက်ကြရပေါ့နော်ဒါပေမဲ့မိုရီကလူတွေအကုန်လုံးတက်ပုံရိုက်ပြီးတဲ့အချိန်အထိစောင့်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီပလောင်အဖွားနဲ့မိုရီစကားပြောချင်လို့ပါအဖွားနဲ့ကရမ်းလူမျိုးကရမ်းလူမျိုးလေလားကရပြည်နဲ့လားရပြည်နဲ့လားဟုတ်ပါကြာနေတာပြီအဖွားရခဲ့ကအပြည့်ရရှိတယ်အရခဲ့ကအဖွားကရှင်နေကတိုင်ဝထားရှင်နေကတိုင်ဝစကတော့စိတ်လို့ညီစရဆင်ကနေတပြန်လေညီစတုံးဆိုင်ကချက်ကိုနိပိမအများဆုံးကအဖွားဟာနေချင်းကနေချစ်ချောက်ပြီးတော့ပြီးတဲ့တာတော့ထားမတူဟုတ်လားအဖွားကနေချစ်ချောက်ကိုပြီးတော့ပြီးထားမတူတော့အဲ့တော့များနေပြီဟုတ်တယ်များတော့တပည့်ကဒီတော့နာပဲကပြောရတာပဲပေါ့ပြောရတယ်မဟုတ်မရဆိုကတော့မပြောပြောဘူးလားပဲဆောင်ရဆိုပြောပါလူငယ်လာတဲ့ကျော်ကျောင်းပါပြောရတယ်ပြောရကောင်းပါကောင်းစားလည်းကောင်းတယ်နေနေရနေလည်းကောင်းတယ်မရှိဘူးပြောကြတယ်ไปใช้ในกระเก้าจริงนี่นะ Like a picture on the walls in my head, colors like mountains I could never forget. ခုရောက်နေနေရတော့အလိုတော်ပေါက်ဖျားပါဒါပေမဲ့ဒီဖျားတွေကိုဝင်တဲ့နေရာကငလျင်တန်းကြောင့်မလို့ပျက်စီးသွားပါတယ်ဒါကြောင့်မလို့မျိုးဒီသူတို့ဘေးနားလေးမှာပေါ့နော်လှေကားလေးတွေလုတ်ပေးထားတယ်အဲ့ဒီလှေကားနေပြီးတော့မျိုးဝင်ခဲ့ရတယ်ပေါ့နော် You are my heart, you are my dream, come alive, my everything, my like no other. Yeah, I could stay here with you for forever. အင်းလေးသွားတဲ့အခ
အခါတော့မရီစိတ်မကောင်းတဲ့အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ခြေထောက်နဲ့လေလောတဲ့သူတွေမရှိတော့တာပါလေစိတ်ကနေထွက်လာသမျှလေတိုင်းကခီးသွားတဲ့အတွက်ကြောင့်မလို့ motor boat တွေကိုတောင်းနေဆိုတာလည်းသိခံပါတယ်ဒါပေမဲ့ခြေထောက်နဲ့လေလောတဲ့ leg rally လည်းရှိတဲ့လို့ထင်ပါတယ်မရီကအင်းလေးသွားတဲ့အခါတော့ကိုအလားတပုံကြီးအများကြီးရိုက်ဖို့ဆိုတာတက်ကိုဒီလိုမျိုးတဘာဝကြတဲ့ပုံလေးတွေကိုမရီလက်ရအတိုင်းထားချင်တာပါနောက်ပြီးတော့သူတို့က side kick နေရှိတဲ့ဘက်ကိုသွားခင်မပေးထားပါဘူးဘာလို့လဲဆိုတော့ပိုးသက်စေးဖြန့်ထားလို့ပေါ့နော်အဲ့ဒီဘက်မှာများဒီလိုမျိုး leg rally ရှိနေမလားမပြောတတ်ဘူးတခါမှလည်းခြေထောက်နဲ့လေလောတဲ့သူတွေမျိုးမတွေ့လိုက်ရဘူးပေါ့နော်တကယ်လို့ဒါ motor boat တွေပဲရှိတော့ရဆိုလို့ရှိရင်လည်းဒါကculture ကိုတော့ထိန်းသိမ်းသင့်တယ်လို့မျိုးအကြံပေးချင်ပါတယ်ရှင် Fall forever.နောက်ဆုံးသွားခဲ့တဲ့နေရာကတော့ဖောင်တုပ်ဖျားပါအဲ့ဒီဖျားရောက်ချင်းကိုပဲမိုရီဖုန်းရဲ့ battery ကုန်သွားပါတယ်ဒါကြောင့်မလို့ဖေးဖုန်းနဲ့ပဲမိုရီလက်ဖုန်းရိုက်ထားလိုက်ရပါတယ်ဒါကတော့မိုရီ Pinterest မှာရှာကြည့်တော့ကဖောင်တုပ်ဖျားရဲ့ပုံပါဒါပေမဲ့မိုရီတို့သွားတော့မြင်ခဲ့ရတဲ့ဖောင်တုပ်ဖျားကတော့ဒါပဲဖြစ်ပါတယ်အရင်တော့ဖောင်တုပ်ဖျားဒီလိုပုံစံနေပြီးတော့ဘာလို့ဒီလိုဖြစ်သွားရလဲဆိုတာကိုမသိသေးတဲ့တငယ်ချင်းတွေအတွက်နည်းနည်းလေးပြပြချင်ပါတယ်ဘာလို့လဲဆိုတော့ဒါတွေကရွှေတင်ရိုင်းကတ်လို့ပါပုံမှန်ဆိုလို့ရှိရင်ဖျားတွေအများစုလေရွှေတင်ရိုင်းကတ်ကြတာပဲဒီလိုမျိုးကြီးတော့မဖြစ်သွားပါဘူးပေါ့နော်ဟုတ်ပါတယ်ပုံမှန်ဖျားတွေကစစ်ဆေးတုပ်တယ်ပြီးတော့အဲ့မှာရွှေတင်ရိုင်းကတ်ကြရတယ်သူတို့တွေကကျတော့တစ်နှစ်တစ်ခါဖြစ်ဖြစ်ပေါ့နော်သူတို့အချိန်နဲ့သူတို့ဒါတွေကိုပြန်ပြီးတော့ခွာပြီးတော့စစ်ဆေးပြန်တုပ်တယ်ပြန်ပြီးတော့ကတ်တယ်ဒါပေမဲ့ဒီဖျားကကျတော့ပြန်ပြီးတော့ခွာတာမျိုးတွေမရှိဘဲနဲ့ဖျားဖို့လာကြတဲ့သူတွေလှူထားတဲ့အတိုင်းပဲထားပါတယ်အဲ့လိုမျိုးထားတဲ့အခါမှာရွှေတွေကတဖြည်းဖြည်းနဲ့ဒီဖျားစင်းတွေကိုစားသွားတဲ့အခါမှာတော့ဒီလိုမျိုးပဲကြံခဲ့ရတာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာတွေ့ပါမယ် Staring out past the headlights, but I've got nowhere to run.